မင်္ဂလာပါဒီအရွက်ကိုဇရစ်လို့ခေါ်တယ်လို့ဇရစ်ယိုလို့လည်းခေါ်တယ်လို့ပြောပါတယ်ကျွန်တော်ကတော့ပထမဆုံးစားဘူးခြင်းပါဟင်းချက်လေးတွေအပြင်ထိုင်းမှာကျွန်တော်စေးရုံစကပြန်လေစိတ်အကျိုးအပိုးဗီဇာလုပ်ငန်းအမျိုးမျိုးနဲ့တခြားသောထိုင်းနဲ့ဆိုင်ရာလုပ်ငန်းလေးတွေလုပ်ကိုင်တဲ့အတွက်လာရောက်ဆက်သွယ်မေးမြန်းလို့ရပါတယ်ဒီအရွက်လေးကိုကျွန်တော်တရက်သီးနဲ့ပေါက်ပြီးချက်မှာပဲဖြစ်ပါတယ်ကြက်သွန်ဖြူနီကိုစီတက်သွားပေးပါကြက်သွန်ဖြူနီရောင်ပြောင်းသွားပြီဆိုရင်တော့ငရုတ်ဒီခွဲချမ်းလေးကိုကျွန်တော်အသုံးပြုထားပါတယ်ပစွန်ကြောင့်မို့အနေငယ်အသုံးပြုထားပါတယ်အားလုံးကိုရောပြီးတော့စီတက်ပြီးွားပြီဆိုရင်တော့ပေါက်ထားတဲ့တရက်သီးလေးကိုကျွန်တော်ထည့်ပါမယ်တရက်သီးထည့်ပြီးွားပြီးခဏနေရင်တော့ငပိစိမ့်သားလေးအနေငယ်ထည့်ပြီးသွားပြီဆိုရင်တော့တရက်သီးလေးနူးတဲ့အထီအောင်ရေအနေငယ်ထည့်ထားပါတယ်အရသာမုံငါးငပြားရေအနေငယ်ထည့်ထားပါတယ်တရက်သီးအနေငယ်ဤသွားပြီဆိုရင်တော့ကျွန်တော်စားနဲ့နှဲထားတဲ့ဇရစ်အရွက်ကိုထည့်မှာပဲဖြစ်ပါတယ်ဒီအရွက်ကိုပုံစံအမျိုးမျိုးနဲ့လှုပ်ရှားလို့ရတယ်ပြောပေမဲ့ဒါကတော့ကျွန်တော်ပထမအဆုံးစားဘူးတာလည်းဖြစ်တဲ့အတွက်ကျွန်တော်စားချင်တဲ့ပုံစံလေးကိုချက်စားထားတာပဲဖြစ်ပါတယ်ငပိချက်ပုံစံလေးကျွန်တော်ချက်ထားတာပဲဖြစ်ပါတယ်ဒီအရွက်ကိုငပိချက်ပုံစံကအရေးစွတ်စွတ်ကလေးဖြစ်အောင်ကျွန်တော်ချက်ထားပါတယ်6ကြီးလည်းမဟုတ်ဘဲနဲ့မီးပိတ်ခန်းဒီမှာငရုတ်စီစင်းလေးအုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်မီးပိတ်လိုက်ပါတယ်အခုလိုဆူဆူပုံစံမျိုးလေးကိုကျွန်တော်စားချင်တဲ့အတွက်အခုလိုမျိုးလေးလှုပ်ထားတာပဲဖြစ်ပါတယ်ပထမဦးဆုံးစားဘူးပေမဲ့အရန်ယူကြိုက်ပါတယ်ချင်းဆက်ဆက်ကလေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်သူ့ရဲ့အရွက်ကလေးကလည်းတော်တော်လေးအရသာကောင်းပါတယ်ဘေးနိုင်ငံကပဲဝင်လာထိုင်းလေးစိတ်မှာတစုံတရာရိတ်ခက်သည်ရှိတော့ပေးမလို့သည်ရှိတော့ကျွန်တော်ကိုချက်ချင်းဆက်သွယ်ပေးပါနိုင်ပိုင်းအတွင်ထွက်လို့ရအောင်ဆောင်ရွက်ပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်